ကမ္ဘာဈေးအကြီးဆုံးအရက်ပလင်း၅မျိုးကမ္ဘာဈေးအကြီးဆုံးဒီရက်တွေဟာရှားပါမှုအရေးသွေးတက်တန်းနဲ့တမိုင်းကြောင်းတို့ကြောင့်ဈေးအလွန်ကြီးမားပါတယ်။နံပါတ်1မက်ကောလင်းတပလင်းကိုဒေါ်လာ6,25,000ကျော်တန်ဖိုးရှိပြီးစကော့တလန်နိုင်ငံမှထုတ်လုပ်ပါတယ်။6လီတာပါဝင်သောလီမွိုင်းခရစ္စတယ်ပလင်းကိုလေလီဖန်နုပညာဖြင့်ပြုလုပ်ထားပြီး1940မှ1990အတွင်းတက်တန်းရမက်ကောလင်းဝီစကီများရောစပ်ထားခြင်းဖြစ်သည်။နံပါတ်2ဒဲမိုတပလင်းကိုဒေါ်လာ2,500,000ကျော်တန်ဖိုးရှိပြီးစကော့တလန်နိုင်ငံတွင်ထုတ်လုပ်ပါတယ်1868ခုနှစ်ကစတင်ခဲ့သောရှားပါးဝီစကီဖြစ်ပြီး2005ခုနှစ်တွင်ပလင်းတစ်လုံးကိုဒေါ်လာ32,000ဖြင့်ရောင်းချခဲ့ပြီးနောက်ပိုင်းတွင်ဈေးပိုတက်လာခဲ့သည်နံပါတ်3ဟန်ရီဘိုဒူဒေါ်နွန်ဟယ်ရီတစ်တပလင်းကိုဒေါ်လာ2တန်းကျော်တန်ဖိုးရှိပြီးပြင်သစ်နိုင်ငံမှထုတ်လုပ်ပါတယ်နှစ်100ကျော်တက်တန်းရှိပြီးကိုနီရဲ့အရက်24ကာရက်ရွှေစိန်ပပလာတို့ဖြင့်အလှဆင်ထားသောပလင်းဖြစ်သည်နံပါတ်4မက်ကောလင်း1962တပလင်းကိုဒေါ်လာ1.9တန်းတန်ဖိုးရှိပြီးစကော့တလန်နိုင်ငံတွင်ထုတ်လုပ်ပါသည်1926ခုနှစ်ကစတင်ခဲ့ပြီးနှစ်60ကျော်တက်တန်းရှိပါတဲ့ဤပလင်းများသည်ကမ္ဘာတဝန်းတွင်ပလင်း40သာရှိပြီးလက်ရှိအချိန်တွင်ရှားပါမှုကြောင့်ဈေးအလွန်ကြီးမားပါသည်နံပါတ်5 Penfolds and Bon တပလင်းကိုဒေါ်လာ1,68,000တန်ဖိုးရှိပါတယ်ပြီးဩစတြေးလျနိုင်ငံတွင်ထုတ်လုပ်ပါသည်2004ခုနှစ်ကထုတ်လုပ်ခဲ့သောရှားပါးဝိုင်မျိုးစားဖြစ်ပြပြီးပလင်းတစ်ခုလုံးကိုဖန်ဖြည့်ပြုလုပ်ထားပြီးအမှုပညာလက်ရာများဖြင့်အထူးဒီဇိုင်းပြုလုပ်ထားပါသည်ဤအရက်ပလင်းများသည်ဈေးနှုန်းသာမကသမိုင်းနှင့်အမှုပညာတန်ဖိုးတို့ကြောင့်လည်းအထူးတန်ဖိုးရှိခြင်းဖြစ်ပါသည်